ကောင်မလေးသည်မိသားစု၏အတ္တမလက်ထပ်ပေးမှုကိုရှောင်ရှားရန်ညရင်းချင်းထွက်ပြေးခဲ့ပြီးမတော်တဆမူရစ်နေသောဖြော်တဦးနှင့်တွားတိုးခဲ့သည်ဖြစ်နိုင်သည်မှာထိုတကောင်ကျွတ်လူနှစ်ဦးကိုစုံစည်းပေးခဲ့သည့်ဖျားသခင်ဖန်တီးပေးသောရေဆက်ပင်ဖြစ်နိုင်သည်သူတို့နှစ်ဦးသည်တယောက်၏နာကျင်မှုကိုတယောက်ကဖြစ်ဖြောက်ပေးရလမ်းကြောင်းဖြစ်လာခဲ့ကြသည်သို့သောနောက်တစ်နေ့နံနက်တွင်သူတို့နိုးလာသောအခါဆေးကဖြစ်ပျက်ခဲ့သမျှအားလုံးကိုလုံးဝညှဉ်းဆန်ခဲ့သည်ကောင်မလေးသည်လည်းသူတို့၏အဆင့်တန်းကွာခြားချက်အလွန်ကြဤမှာကြောင့်သဘောပေါက်သွားခဲ့သည်သူမသည်မူလကအိမ်ပြန်ရန်တက်စီခါ9သာလိုချင်ခဲ့တော်လဲစုကအထင်လွဲသွားပြီးသူမသည်ဒေါ်လာတန်း9ဆဲလိုချင်နေသည်ဟုထင်မှတ်သွားခဲ့သည်သူသည်ဒေါသတကြီးဖြင့်ချက်လက်မှတ်တစ်ခုခြံထားခဲ့ကအခန်းထဲမှထွက်သွားခဲ့သည်ကောင်မလေးမှမူသူဘာကြောင့်ဒေါသထွက်သွားသည်ကိုနားမလည်ပဲဇဝေဇဝါဖြင့်ကြံ့ရစ်ခဲ့သည်3လအကြာတွင်သူမသည်မထင်မှတ်ဘဲဆေးရုံရင်သွေးကိုလွှဲထားရကြောင်းသိရှိခဲ့ရတော့လဲသူမသည်ကောလိပ်ကျောင်းတက်လို့မပြီးသေးပေထို့ကြောင့်သူမသည်ဆေးရုံသို့သွား၍ကိုဝင်ဖြတ်ချရန်ဆုံးဖြတ်ခဲ့သည်မထင်မှတ်ဘဲသူမဘေးရှင်းတော့မည့်အချိန်တွင်သူမ၏ဖုန်းထဲ၌ငွေပမာဏမလုံလောက်ကြောင်းရုတ်တရက်ပြသနေခဲ့သည်ဆက်ပေးခဲ့သောငွေများကိုသူမ၏အကောင့်ထဲသို့ထည့်ထားခဲ့သည်ကိုသူမဆက်ဆက်ယူမှတ်မိနေသည်ထို့နောက်ဘာဖြစ်သွားသည်ဆိုသည်ကိုသူမရုတ်တရက်သဘောပေါက်သွားခဲ့သည်သူမ၏ဦးလေးမိသားစုသည်သူမကွယ်ရာတွင်တစ်ခုခုလုပ်လိုက်သည်မှာတေချာသည်သို့သောဤအရာကပင်သူမအားကလေးကိုအောင်မြင်စွာထိန်းသိမ်းထားနိုင်ရန်ကူညီပေးခဲ့သည်သို့သောကိုဝင်ရှိနေသည့်အတွက်သူမအချိန်ပိုင်းလုပ်ခဲ့သောကလပ်ကသူမအားချက်ချင်းအလုပ်ထုတ်လိုက်သည်သူမ၏တခုတည်းသောဝင်ငွေလမ်းကြောင်းမှာအခုဆိုလျင်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်အနာဂတ်တွင်ကလေးတစ်ယောက်မွေးမြူရမည့်ဇေယျစာကကြီးမားလာသောကြောင့်ဤသည်မှာသူမအတွက်ပြင်းထန်သောထိုးနှက်ချက်တစ်ခုပမာဖြစ်ခဲ့သည်မိမိဝမ်းပိုက်ထဲမှကလေးအတွက်ကြောင့်ဤတံကိုသူမတစ်ယောက်တည်းမခံစားနိုင်ကြောင်းသူမသိခဲ့သည်ကောင်မလေးသည်အခြားရွေးချယ်စရာမရှိဘဲငွေများပြန်တောင်းရန်ဦးလေးဖြစ်သူ၏အိမ်သို့ပြန်သွားရန်စီစဉ်ခဲ့သည်သို့သောထိုမိသားစုသည်သူမအတွက်ထောင်ချောက်ဆင်ထားပြီးဖြစ်ကြောင်းသူမမသိခဲ့ပေသူမ၏ဦးလေးသည်ရုတ်တရက်ထွက်လိုက်ပြီးနင်ဒီနေ့ဤတကားတဲ့ကိုဝင်လာပြီးကလေးကပြန်ထွက်သွားဖို့ဘယ်တော့မှမစင်စားနဲ့တော့ဟုပြောလိုက်သည်စကားအဆုံးတွင်ကောင်မလေးသည်လှည့်ထွက်သွားရန်ကြိုးစားလိုက်စဉ်စိတ်ကျမ်းမာရေးမတန်ဆွမ်းသောအမျိုးသားတဦးကသူမ၏လမ်းကိုရုတ်တရက်ပိတ်ဆို့လိုက်သည်သူမ၏ဦးလေးသည်ကြီးမားသောတင်တောင်းတက်တာမင်္ဂလာကြီးကိုလိုချင်နေခြင်းဖြစ်ကြောင်းပေါ်လွင်သွားသည်ထို့ကြောင့်သူသည်ကောင်မလေးအားထိုအမျိုးသားထံမရအဖြစ်ရောင်းစားရန်စီစဉ်ထားခြင်းဖြစ်သည်မကြာမီထိုမိသားစု၏ပူပေါ်အင်းချုပ်ကင်မှုကြောင့်ကောင်မလေးသည်ပြန်လည်ခုခံနိုင်စွမ်းလုံးဝပျောက်ဆုံးသွားခဲ့ရသည်သူတို့လိုချင်သည်များမရရှိစေရန်အတွက်ကောင်မလေးကသူမတွင်ကိုဝင်ရှိနေပြီဟုအော်ဟစ်လိုက်သည်သူမ၏ဦးလေးသည်ဤစကားကိုကြားပြီးနောက်အလွန်တုန်လှုပ်သွားခဲ့သည်ထို့နောက်ကောင်မလေးကသူမလွယ်ထားသည်မှာဆရာကလေးဖြစ်သည်ဟုပြောလိုက်သည်သို့သောသူမဤသို့ပြောလိုက်သည်နှင့်အားလုံးကလှောင်ပြုံးပြုံးကြတော့သည်ဆရာသည်သူမလိုလူမျိုးကိုဘယ်တော့မှလိုချင်မည်မဟုတ်ဟုသူတို့ယုံကြည်ကြသည်အားလုံးကကောင်မလေးကိုလှောင်ပြောင်စော်ကားနေစဉ်စိတ်ကျမ်းမာရေးမတန်ဆွမ်းသူအမျိုးသား၏မိခင်ကသူမ၏သားကိုဆွဲခေါ်ကာတကားကိုဒေါသတကြီးစောင့်ပေး၍ထွက်သွားခဲ့သည်သို့သောဦးလေးဖြစ်သူကတော့အလျှော့မပေးသေးပေသူသည်ကောင်မလေးအားတိုက်ရိုက်ပါရိုက်လိုက်ပြီးတတိလက်မင်မျောသွားစေခဲ့သည်ထို့နောက်ကလေးအားတိတ်တဆိတ်ဖြတ်ချရန်ရည်ရွယ်ချက်ဖြင့်သူမအားဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့သည်မထင်မှတ်ဘဲဆေးရုံဝင်ဝါသို့ရောက်သောအခါသူတို့သည်ဆရာနှင့်မတော်တဆဆုံတွေ့ခဲ့ကြပြီးဆရာကသူမအားတစ်ချက်ကြည့်ုံနှင့်အင်းချက်ချင်းမှတ်မိသွားခဲ့သည်